dye စပင်ဆေးဆိုသည် cut စပင်ညှက်သည် style စပင်ပုံသွင်းသည် wash ကောင်းလျှော်သည် palm ပေါင်းတင်ပြီးတော့စပင်ကောက်သည် straighten စပင်ဖြောင့်သည်အခုပြောပြသွားတဲ့အရာတွေအားလုံးဒီကိုက salon ကိုသွားပြီးတော့မှတပားသူလုပ်ပေးတဲ့ service ကိုယူမှာဖြစ်တဲ့အတွက်ကိုယ်တိုင်လုပ်မှာမဟုတ်ဘူးသူတို့လုပ်ပေးတာကိုခံယူမှာဖြစ်တဲ့အတွက်ဒီ pattern ကိုတည်ထားရမယ် to have something plus verb 3ဥပမာကိုကစပင်ညှက်ချင်တယ်ဆိုရင် I want to have my hair cut စပင်ညှက်ချင်တယ် I want to have my hair cut စပင်ဆေးဆိုးချင်တယ် I want to have my hair dyed စပင်ဖြောင်းချင်တယ် I want to have my hair straightened ခေါင်းလျှော်ချင်တယ်ဆိုရင်လည်းဒီလိုပြောလို့ရတယ် I want to have my hair washed စပင်ပုံသွင်းချင်တယ်ဆိုရင်လည်း I want to have my hair styled